မင်္ဂလာပါဗျာပင်လယ်ကမ်းခြေကိုအပန်းဖြေခီးသွားဖို့သူတိုင်းသတိထားမိကြမှာပါမနက်ပိုင်းမှာရေတွေပြည့်နေတဲ့ကမ်းခြေဟာညနေဆောင်တဲ့အခါရေတွေကတိတိတသားစုပ်ခွာသွားတာပေါ့ဗျာဒီလိုနေ့စဉ်မှန်မှန်ဖြစ်ပျက်နေတဲ့ဒီရေတက်ကြဖြစ်စရာကျွန်တော်တို့ကဘာကြီးရဲ့အံ့ဩစရာကောင်းတဲ့သဘာဝတရားတစ်ခုပါဒါပေမဲ့ပင်လယ်ပြင်ကြီးတစ်ခုလုံးမှာရှိတဲ့ရေထုကြီးကိုဘယ်အရာကဒီလောက်အင်အားပြင်းပြင်းနဲ့ဆွဲတင်လိုက်ပြန်ချလိုက်လုံးနေနိုင်တာလဲဒီနေ့ဗီဒီယိုမှာတော့ဒီရေတက်ကြဖြစ်ပေါ်ရခြင်းရဲ့နောက်ွယ်ကသိပ္ပံနည်းကျအကြောင်းအရာတွေကိုအလွယ်ကူဆုံးနည်းလမ်းနဲ့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒီရေတက်ကြဖြစ်ပေါ်ရခြင်းရဲ့အဓိကတရားခံကတော့ကောင်းကင်ဘော်ကလမင်းကြီးပါပဲလဟာဆွဲငင်အား gravity ရှိပါတယ်လဟာကမ္ဘာနဲ့အလွန်နီးကပ်တာကြောင့်သူ့ရဲ့ဆွဲအားဟာကမ္ဘာပေါ်မှာရှိတဲ့အရည်ထုဖြစ်တဲ့ပင်လယ်ရေတွေကိုသူရှိရာဘက်ကိုဆွဲငင်ပါတယ်လနဲ့မျက်နှာချင်းဆိုင်ဖြစ်နေတဲ့ကမ္ဘာအစိပ်ပိုင်းကရေတွေဟာလရဲ့ဆွဲအားကြောင့်အပြင်ကိုဖုံးကြွလာပါတယ်ဒါကိုကျွန်တော်တို့ကဒီရေတက်ခြင်း high tide လို့ခေါ်ပါတယ်ဒါဆိုရင်မေးစရာရှိတာကလနဲ့ဆန့်ကျင်ဘက်အခြားတစ်ဖက်ခြမ်းမှာတော့အဲ့ဒီမှာလည်းတစ်ချိန်တည်းမှာဒီရေတက်နေတာမျိုးဖြစ်တတ်ပါတယ်ဒါကတော့ကမ္ဘာကြီးလဲပတ်နေတဲ့အတွက်ဖြစ်ပေါ်လာတဲ့ဗဟိုခွာအားကြောင့်ရေကအပြင်ကိုကန်ထွက်ပြီးဖုံးကြွလာပြီးဒီရေတက်တာမျိုးဖြစ်ပါတယ်ဒါကြောင့်ကမ္ဘာကြီးရဲ့လဲပတ်မှုရာနေရာတစ်ခုဟာတရက်ကိုဒီနှစ်ကြိမ်တက်လေရှိတာဖြစ်ပါတယ်ဒီရေပေါ်မှာလတစ်ခုတည်းသာမဟုတ်ပဲနေကလည်းတက်ရောက်မှုရှိပါတယ်နေဟာလက်တဲ့အစာပေါင်းများစွာကြီးမားပေမယ့်ကမ္ဘာနဲ့အလွန်ဝေးတာကြောင့်သူ့ရဲ့ဆွဲအားဟာလရဲ့အကျိုးသက်ရောက်မှုထက်စာရင်တစ်ဝက်လောက်ပဲရှိပါတယ်ဒါပေမဲ့လပြည့်နေ့နဲ့လကွယ်နေ့တွေမှာနေနဲ့လနဲ့ကမ္ဘာတို့ဟာတန်းနဲ့ကျရောက်သွားပါတယ်အဲ့ဒီကနေနဲ့လရဲ့ဆွဲအားနှစ်ခုပေါင်းဆက်သွားပြီးရေထုကိုအင်အားအပြင်းဆုံးဆွဲတင်လိုက်ပါတယ်ဒါကိုကျွန်တော်တို့ကသေရေ spring tide လို့ခေါ်ပြီးဒီရေအမြင့်ဆုံးတက်တဲ့အချိန်ဖြစ်ပါတယ်ဒီခါတလေမှာတော့နေနဲ့လကကမ္ဘာကိုတောက်မှန်ပုံစံ90ဒီဂရီအနေထားနဲ့ဆွဲကြပါတယ်အဲ့ဒီကဆွဲအားတွေကတစ်ခုနဲ့တစ်ခုဆန့်ကျင်ဘက်ဖြစ်သွားပြီးဒီရေတက်နေတဲ့သေရေ neap tides ဖြစ်ပေါ်လာပါတယ်ဒီရေတက်ကြဟာအာကာသတွေကဆွဲအားတွေရောက်နေမဟုတ်ပါဘူးကမ္ဘာပေါ်ကမြေမျက်နှာသွင်ပြင်ကလည်းအရေးကြီးပါတယ်ပင်လယ်ကမ်းရိုးတန်းရဲ့ပုံသဏ္ဍာန်ရေအနက်နဲ့ပင်လယ်အောက်ခြေကအနေအထားတွေပေါ်မှာမူတည်ပြီးဒီရေကဒေသတစ်ခုနဲ့တစ်ခုမတူညီပါဘူးဥပမာကနေဒါနိုင်ငံကဖန်နီပင်လယ်အော်မှာဆိုရင်ဒီရေကပေ90ခန့်အထိမြင့်တက်နိုင်ပြီးတချို့နေရာတွေမှာတော့2ပေ3ပေလောက်ပဲတက်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ကမ်းရိုးတန်းဒေသတွေမှာလည်းဒီတက်ချိန်ကြချိန်ကိုကြည့်ပြီးရေလုံသားတွေနဲ့သင်္ဘောသားတွေကသူတို့ရဲ့လုပ်ငန်းခွင်တွေကိုအချိန်ကိုက်လုပ်ကင်ကြရတာဖြစ်ပါတယ်ဒီရေတက်ကြဟာတဘာဝတရားအတွက်နဲ့မဟုတ်ပဲလူသားတွေအတွက်လည်းအရေးကြီးပါတယ်ပထမအချက်ကတော့ဒီရေစွမ်းအင်ကိုသုံးပြီးတန့်စင်တဲ့လျှက်စစ်စွမ်းအင်ထုတ်လို့ရပါတယ်နောက်တစ်ချက်ကတော့ဒီရေတက်ကြဟာပင်လယ်ရေထုကိုလှုပ်ရှားစေပြီးအောက်ဆီဂျင်ပြန့်နှံ့စေတာကြောင့်ပင်လယ်နေသက်တော်တွေရှင်သန်ဖို့အတွက်အရေးပါတဲ့ဂေဟစနစ်တစ်ခုကိုဖန်တီးပေးပါတယ်အချို့အပြင်ပြောရရင်ဒီရေတက်ကြဆိုတာကမ္ဘာလနဲ့နေတို့ကြားကစွဲငင်အားကစားပွဲတစ်ခုပဲဖြစ်ပါတယ်ကျွန်တော်တို့ကမ္ဘာကြီးရဲ့လဲပတ်မှုနဲ့အာကာသအင်အားစုတွေပေါင်းဆက်ပြီးဒီလိုအမကန့်ဖြစ်စဉ်ကိုဖန်တီးနေတာပဲဖြစ်ပါတယ်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဘုဒ္ဓရရစေမယ့်ဗီဒီယိုတွေကိုအမြဲကြည့်ရှုနိုင်ဖို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်ဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးထူပါဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်